အားလုံးပဲမင်္ဂလာပါ Future Voice Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဟာကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားတယ်ဆိုရင်ငယ်ရွယ်တုန်းမှာကြိုးစားပါမဟုတ်ရင်အိုသာသွားတယ်တာမန်ဘဝနဲ့သူ့လိုငါလိုအခြေအနေဖြစ်မယ်မင်းကိုကောင်းမမြင်တဲ့လူတွေကိုဂယုမဆိုင်လေးမင်းဘဝကပို့ပြီးအဆင်ပြေလာလေးပဲငါလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာမရှိပါဘူးငါရယူမလားမယူဘူးလားဆိုတာပဲရှိပါတယ်ရိုနယ်ဒိုပေါ်လုံးစကန်တော့ကသူအောင်မြင်မယ်လို့ဘယ်သူမှမယုံခဲ့ကြပါဘူးအောင်မြင်မှုအလားနှေးတာမဟုတ်ပါဘူးတင်စူးစမ်းတာမပြင်းထန်သေးလို့ပါတွင်းထဲမှာရေမရှိတာမဟုတ်ဘူးတင်တူးတာမနှက်သေးလို့ပါအောင်မြင်အောင်စူးစမ်းပြလိုက်ပါပြီးရင်အထင်သေးတဲ့သူတွေကိုအပြုံးနဲ့အနိုင်ယူကိုထင်မသေးပါနဲ့အောင်မြင်တဲ့သူတိုင်းရဲ့နောက်ွယ်မှာမအောင်မြင်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့တယ်ကျွန်တော်တို့တွေဟာအရွယ်ကောင်းဆုံးမှာစူးစမ်းဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးဟာလူငယ်တွေနဲ့စာချစ်သူတို့အတွက်တိမိမိဖြစ်စေပြီးအတိတ်ရွယ်ရှိတဲ့စာတူလေးတွေစိတ်သက်ခွန်အားပေး motivation စာစုလေးတွေကိုတီးတက်မျှဝေပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအနေနဲ့ motivation တီးတက်နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုအခုပဲ subscribe လုပ်ထားလိုက်ပါ